နနက်ရောက်တော့ခါယေရှုသည်ကမ်းနားမှာရက်တယ်တဲ့သူ့ကိုကြောခိုင်းပြီးတော့ထွက်ခွာသွားတဲ့တန်တရားပြည့်တဲ့သူတွေစီကိုတော့ပြန်လိုက်လာတယ်တင်းတို့ဒီမှာရှိနာတင်းတို့ဖတ်တာတင်းတို့ရောက်လာတာမဟုတ်ဖခင်ရဲ့ဝိညာဉ်ကတင်းတို့ကိုအားဖြည့်ပြီးဆွဲခေါ်လာသူ့ရဲ့မျက်မှောက်တော်တယ်တိတ်ချစ်တယ်ဖခင်တိတ်ချစ်တယ်သူရအောင်ပြန်ဆွဲခေါ်လာကမ်းနားမှာရက်တော်မူတို့ရတွင်ယေရှုဖြစ်တော်မူသည်ကိုတပည့်တော်တို့သည်မသိကြဘလောက်ဝမ်းလဲစရာကောင်းလဲတင်းကိုဖခင်ကအကောင်းဆုံးလှုပ်ဆောင်ပေးနေပေမဲ့ဖခင်လှုပ်ဆောင်ပေးနောက်တင်းသိချင်မှသိလိမ့်မယ်ဒီနေ့ဒီနေရာကိုဖခင်ပို့ဆောင်ပေးတယ်လှုပ်ဆောင်ပေးတဲ့အရာတွေအောင်တင်းတို့သိချင်မှသိလိမ့်မယ်ဒါပေမဲ့တင်းကိုဖခင်ရှင်အကောင်းဆုံးဆွဲခေါ်နေတယ်ဒီနေ့ဒီသတင်းစကားကြားတာပဲလေဖခင်ကတင်းကိုကြားစေခြင်းလို့ဒီနေရာကိုရောက်အောင်ပို့လိုက်တာမြင်ဖို့ကျွန်တော်မြင်ဖို့ဖခင်မြတ်တောင်မမြင်ပြောတဲ့ပုံကတမျိုးမပြောချစ်သားတို့စားစရာတစုံတစ်ခုရှိသလုံးမေးတဲ့ခါမှာမရှိပါတဲ့။အော်ဘယ်တော့မှဖခင်သခင်ကိုပေးနိုင်တာတို့မှဘာမှမရှိဘူး။ဖခင်သခင်ပဲတို့ကိုပေးဖို့ပြင်ဆင်ထားပေးတာ။ဖခင်နာမဘုန်းကြီးပါစေ။ဖခင်နာမဘုန်းကြီးပါစေ။ဒါနဲ့ယေရှုဘာလုပ်ပြီလဲinstruction စပေးပြီးလှေလက်ရဘက်နဲ့ပိုက်ကုံချလဲထိုးသူပြုလေရလိမ့်မည်ဟုမိန်တော်မူသည်ထိုးသူပြစ်ချရင်များစွာသောငါတို့အုပ်မိသောကြောင့်ပိုက်ကုံဆွဲ၍လာပြန်မကြီးဖျားပါလိုက်ပါဖြစ်ပြီလေတညာလုံးကြိုးစားတဲ့ငါးတကောင်မှမရတဲ့ဖွဲ့တွေဖျားခင်ဘာလို့ပြန်ပြီလဲဘလောက်ချစ်စရာကသူ့ကိုကြောခိုင်းသွားတာနော်ဘလောက်ကြောခိုင်းသွားထင်လို့လဲဘလောက်ကြောခိုင်းသွားထင်လဲလက်ဝါးကတ်တိုင်မှာသူတက်တဲ့ချိန်မှာအကုန်လုံးသူ့ကိုဆွန့်ခွာသွားတာမဟုတ်ဘူးလားအကုန်လုံးဆွန့်ခွာသွားတဲ့သူတွေကိုသူစိတ်မနာတဲ့အပြင်ပြန်လာပြီးတော့မှတင်ဘလောက်ထိဖျားကိုကြောခိုင်းသွားပါစေတင်ကိုခေါ်နေတဲ့ဖျားချစ်သားချစ်သမီးလို့ခေါ်နေတော့မယ်ချစ်သားလေးချစ်သမီးလေးအစင်ပြေရလားတင်ဘက်ကပြောတဲ့စကားတစ်ခုမှရှိလိမ့်မယ်ယေရှုကြောခိုင်းသွားရင်တင်ပြောမယ့်စကားတစ်ခုပဲရှိတယ်အဲ့ဒါပါလေအစင်မပြေဘူးကိုတော့ဖျားသခင်ပေါ်ကောင်းမှဖျားကောင်းတဲ့ဖျားမို့အဲ့ဒီမကောင်းပဲကြောခိုင်းသွားတဲ့အဖွဲတွေဘယ်ကလေးကကြောခိုင်းတာလဲဆိုတော့အဲ့မှာကြောခိုင်းတာမဟုတ်လဝကတိုင်ပေါ်မတက်ခင်ကတည်းကသူတို့အကုန်ထွက်ပြေးပြီးသားသူတို့ဖားမှာကြောက်လို့ပေသူတို့ဆိုရင်၃ချိန်တောင်ချိန်လိုက်သေးတယ်ညင်းလိုက်သေးတယ်ဒါပေမဲ့သူတို့အတွက်ဘာလုပ်ထားလဲဆိုတော့မုံနဲ့ငါ့ကိုပြင်ဆင်ထားတယ်ငါကင်နဲ့မုံကိုတေးတေးချာချာပြင်ဆင်ထားပြီးတော့မှကျွေးတယ်ဖေဟာတို့လာမဲ့အနာဂတ်တော့ဖေဟာအကောင်းဆုံးပြင်ဆင်ထားတာဘယ်တော့မှစိတ်မပူတော့နဲ့စိတ်ချရင်ဘယ်တော့မှနောက်မကျစေအောင်အချိန်မီတာဝန်ယူတဲ့ဖေဟာကကျွန်တော်တို့ရဲ့ဖေဟာဖြစ်တယ်စိတ်ချစွာနဲ့ဝမ်းမြောက်စွာနဲ့နေ့ရက်စဉ်တိုင်းမှာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အသက်ရှင်ကြည်နေ့တိုင်းသင်ဟာနမိတ်လက္ခဏာနဲ့အသက်ရှင်တော်သူဖြစ်လာလိမ့်မယ်အရောက်စီတိုင်းဖျားခင်တာ၍ချီးမြှောက်ပါစေအားလုံးမတ်တထရ